မထားချင်မဲထားနေရမနဲ့နေပါစံခွင်လေးမလို့ပဲကျမမှန်လေးရောရှာမတွေ့ဘူးဖြစ်နေဟိုရှာရင်တီရှာရင်လည်းပြင်ရှာတွေ့ပါပါသူမြစံခွင်လေးကဘယ်လိုလဲတော့မသိဘူးကျမတော့ဒီလိုမျိုးအဆက်ကြပြောလေးရပို့ချိုက်တယ်ဘာလို့လဲဆိုတော့မျက်နှာကိုပိုစိတ်ဝင်ပြီးအကောက်ကလေးမဖြစ်တော့ဘူးနော်ပုံမှန်ဆိုရင်ကျမနောက်ကျမထားရဒီနေရာကြောင့်ခေါင်းလျှော်လို့ဆိုပြီးဆော့ထားလိုက်တာမျက်နှာလည်းမကြည့်ဘူးဖြစ်နေဟိုလင်းဒီလေးနဲ့ပြီးသွားပါဘာမှတော့မထူးကြတော့ပါဘူးတနေ့ကတော့ကျမယောဂတဲလို့ပါတယ်စပင်ချွတ်တာထိတ်တောင်ပြောင်းကုန်ပြီသူများလည်းကျမလိုစပင်ချွတ်ကြလားမသိဘူးကျမတို့ကတုံးအောင်ဖြစ်တော့မယ်စပင်တစ်ခါရှော့ပြီးတိုင်းစိတ်ရလဲကျမအလုပ်တစ်ခုလိုပါပဲစပင်ရှည်ထားရမယ်ဆိုတော့ဘာသူပြောထားလဲမသိဘူးမင်းကလေးတိုင်းမှာစပင်ထိန်တဲ့ရအောင်အပြင်ဆုံးအလုပ်ပဲဖြင်းနဲ့ဆင်းရဲလာလို့ဆိုပြီးအလုပ်သွားတော့မယ်ထိုင်းနိုင်ငံရာဒီအတူလည်းကျမလိုပါပဲမူမမှန်မိုးရွာလိုက်နေပို့နိုင်လိုက်အစားနဲ့အလုပ်ကတော့7မိနစ်လမ်းလျှောက်ရမို့လို့ဟိုရလိုက်ဒီရလိုက်နဲ့ကျမတို့အလုပ်မရောက်နိုင်တော့ဒီလိုနဲ့ဟိုရှောက်ဒီရှောက်ဟိုရဒီရနဲ့စဝဲလေးခဏဝင်ပြီးတော့မှအချွေရဝယ်လိုက်ပါအချွေရတော့ဆိုင်အကူကြီးကိုဝယ်တိုက်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူကခဏမှုတ်ကြည့်ရဆိုလို့အာနာလို့ဆိုပြီးဝယ်တိုက်တာပါသူကတော့ခဏဝယ်ကြွေးပြီးကျမတော့ဒီတစ်ခေါက်ပဲဝယ်တိုက်တာတူအခုချိန်ထိလည်းကျမဟိုရိုက်ဒီရိုက်နဲ့ဆိုင်အောင်မရောက်နိုင်တော့တွေ့တမျှတော့ကျမအကုန်လိုက်ရိုက်ပါတယ်ကျမတို့ဆိုင်လည်းလာရောက်အားပေးလို့ရရင်နော်ပေါက်စီရောက်ပါတယ်တရုတ်စားတော့ဆိုင်မှာနောက်ရကြရင်လည်းကျမတို့ဆိုင်ရဲ့ပေါက်စီနှုတ်လေးပြပေးမယ်နော်နောက်ဆုံးတော့ဆိုင်လေးရောက်ပါပြီဆိုင်လေးရောက်ဒီလိုဆိုင်လေးပါချစ်စရာလေးပါနဲ့ထပ်ရှိပါတယ်ရောက်ပါပြီရှင်အားလုံးပဲကျေးဇူးတင်ပါတယ်တတာ